အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မနက်တော့မြန်မာကြက်ကြော်ကျွတ်ကလေးကြော်စားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့စေးကြောတန့်စင်ထားတဲ့ကြက်သားလေးတွေကိုရတာထည့်ပါမယ်စနွှဲမုံရင်စားထည့်ပါမယ်စားထည့်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်အရသာတွေစိတ်ဝင်အောင်ထိတေးသေးချာချာလေးအချိန်ပေးပြီးတော့နေပေးပါမယ်ခင်ဗျာဒါမှအရသာအထဲကိုစိတ်ဝင်ပြီးတော့စားလို့ကောင်းမှာဖြစ်ပါတယ်ခင်ဗျာချက်သားလေးတွေနေပြီးတော့ဆိုရင်တော့ကြော်ဖို့အတွက်ကျွန်တော်စပြင်ဆင်ပါမယ်စီမြုပ်အောင်ကြော်ရမှာဖြစ်တဲ့အတွက်စီများများကျွန်တော်ထည့်ပါမယ်ခင်ဗျာစီပူလာပြီဆိုရင်တော့ကျွန်တော်နေထားတဲ့ကြက်သားတွေကိုထည့်ပါမယ်ဗျာမြန်မာကြက်ကြော်စားတဲ့အခါမှာတော့မီးအရင်ပြင်းလို့မရပါဘူးမီးအေးနဲ့ချိန်ပေးပြီးတခြားကြော်ပေးရပါမယ်ခုဆိုရင်တော့ကြက်သားကြော်အယောင်လေးလဲလှလာပါဗျာဒါပေမဲ့ကျွန်တော်ထက်ကျွတ်ချင်သေးတဲ့အတွက်ချိန်လေးပေးပြီးတော့ထက်ကြော်ပါဦးဗျာကြက်ကြော်လေးနဲ့တွဲစားဖို့အတွက်လည်းကျွန်တော်ခင်းရင်နေငပိချက်ကလေးတော့ပြင်ဆင်ထားပါတယ်ဒါပေမဲ့ဗီဒီယိုအရင်ရှည်တော့မှကြောက်တဲ့အတွက်ကျွန်တော်လေးစိတ်ကိုတော့ရိုက်မပြတော့ဘူးဆိုရင်ကြက်ကြော်လေးကလည်းတော်တော်လေးဟိုရောင်လေးလှပလာဖြစ်ပါတယ်ခုဆိုရင်တော့ကျွန်တော်လိုချင်တဲ့အနေထားလေးလည်းရောက်ပြီဖြစ်တဲ့အတွက်ကျွန်တော်ကြက်ကြော်လေးတွေကိုမီးပိတ်လိုက်ပါမယ်ခင်ဗျာစပြီးတော့ပကံထဲကိုထည့်ပါမယ်ခင်ဗျာကြက်ကြော်ပူပူလေးရယ်သမင်းပူပူလေးရယ်ရုပ်ဒီပိချက်ဆက်ဆက်ကလေးရယ်စားမှာဖြစ်ပါတယ်ခင်ဗျာလွယ်ကူရိုးရှင်းပြီးတော့စားလို့အရန်ကောင်းတဲ့အတွက်အဆက်ကလေးပဲဖြစ်ပါတယ်ခင်ဗျာဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ